သက်ကြီးတို့အားလုံးပဲမင်္ဂလာပါရှင်။စိတ်ကူးကူပါကစီစီနဲ့တငယ်ချင်းများကာတွန်းလေးကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေအကုန်လုံးကိုစီစီကကျေးဇူးများကြီးတင်ပါတယ်နော်။အခုအပိုင်း9လေးကိုစီစီဆက်ပြီးတော့တင်ပေးချင်ပါတယ်။အပိုင်း9ကြောင်းမသွားခြင်းဘူး။ခလောမိုင်းရေထားတော့လေဒီနေ့ကြောင်းသွားရမယ်မလား။ဟုတ်မမေ။လာမမေနဲ့စာပြင်ထားတယ်။ဝိုင်းဒါပဲ။မနဲ့စာစားပြီးသမီးသွားရမယ်နော်မမေအေးရုပ်ဆိုင်သွားနော်နေရောက်ပြီပဲငါစောင့်နေတာဒါနဲ့မနေ့ကအိမ်စာတွေပြီးပြီလားပြီးပြီလေစာတွေကလွယ်ပါတယ်ဟာနေရနေမှုလို့ပြောတယ်ငါလည်းပြီးပါပြီချက်ခိုင်းထားတဲ့စာတွေရပြီလားဒီစားချိန်လုံးသွားပြီမိုင်းတရီတာဝီဘာလားရှောင်းဝိဇာရှောင်းဝိမိုက်တယ်ကွာငါတို့ဆိုရှောင်းနိုင်မှာမဟုတ်ဘူးဘလူးစကေးလေကျွေးတယ်ကွာအိုက်မမိုင်းဆိုတာတော့လူမျိုးเจ้าမှာအလွဲလေးတွေဖြစ်တတ်ပြီးတော့စော်ကြီးဘဲကြီးကောင်းပါလေးဖြစ်ပါတယ်ဘင်ဂိုအဲ့ဒါမမိုင်းပဲကွာအေးစေငါတို့တဲနေသွား1 + 1 blah 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 ဘလောက်ရမလဲတည့်ရလူကြီးမယ်အဲ့လိုပဲဘာလေးသင်လို့သင်မသိလျှောက်သင်ရဲ7နာရီထိုးသွားပါပြီ။မိုင်းငါခက်ထစ်သွားမလို့လိုက်မလား။လိုက်တော့လေငါနဲ့တမေဦးပါတယ်။အေးပါသွားပြီနော်15 minutes later ဟိုးစာရီတင်ရတာလည်းပြင်းလိုက်တာ။ချက်ပြီးကုန်နေသွားမှာပဲဥစား။ဖြစ်နိုင်ကြောင်းတော့စမတက်ချင်တော့ဘူး။ဝုံလာကြရပြီညီမလေးကိုကြီးလုံးသားလေးကနားတဲ့ခံစားချက်တွေဖတ်ကြည့်ပေးနော်အတူရောင်နေမယုံတဲ့ကလေးကိုကြီးရမှာအစ်စ်နော်မဟုတ်တာမမရဲ့သူတို့ချက်တာကျွန်တော်မမိပါဘူးဟဲ့ကောင်မင်းငယ်တဲ့အကောင်ကမြင်မလားဟုတ်ပါဒါမျိုးကြတက်တည်ရှိတယ်နော်တော်တော့ပြီလူလည်းပဲထိုးခံလိုက်ရပါပြီအမိုက်တင်နေလိုက်ရှင်းနေရတာတော့မဟုတ်တော့ဘူးထင်တယ်မသေးချင်းပြေးကြကျောင်းဆက်မတက်ချင်တာအဲ့ဒါလေးလည်းပါတယ်ဒါပေမဲ့သူတော့မပါဘူးမိုင်းငါတို့စားရအောင်ဒီနေ့ငါမမေရုပ်ကတွေဝဲတာပြီးတယ်မိုင်းဒီနေ့မဝင်ပါဘူးလားဒါနဲ့ကြပါအောင်အတူတူလမ်းကြည့်နဲ့တောင်းကျေးဇူးတင်ပါတယ်ဟာလူလည်းပဲကျောင်းစင်းငိမ်ပြီးသွားပါပြီကျောင်းပြတ်တက်ပြီဆိုတော့နေ့ကကြပြန်ပြိုင်မွေးရလက်ကိုကျင်းရမယ်နော်ပထမကတော့ခါတိုင်းလိုသမီးမမိုင်းနဲ့နော်ဟုတ်ကဲ့ပါဆရာမဘင်ဂိုမမိုင်းကလူမျိုးကျောင်းမှာစာတော်တဲ့ကောင်မလေးလည်းဖြစ်ပါတယ်အဲ့လိုနဲ့ပဲကျောင်းဆင်းသွားတယ်ဟိဆူရတယ်မမေကိုပြောရမယ်သူတိတ်ပြောမှာပဲဖုန်းမပေးကုန်ပြီရှင်လူတယောက်တော့ဒီမှာရှိတာမမြင်ဘူးလားမမြင်လို့တိုက်ကြပါရှိရကောင်တော့ကြည့်ရှုအားပေးခဲ့ကြတယ်ပြည်သက်တယောက်ချင်းစီတိုင်းကိုစစ်စီကနေကျေးဇူးအများကြီးတင်ရှိပါတယ်နော်သူတို့ဘာဖြစ်မလဲဆိုတာသိရဖို့နောက်ထပ်ပိုင်း6ကလေးကိုဆက်လက်ဆက်မြောက်ကြည့်ရှုပေးကြဖို့စစ်စီကပြောချင်ပါတယ်ကာတွန်းလေးတွေကိုကြိုက်တယ်ဆိုရင်ဗီဒီယိုလေးကို like လုပ်ခဲ့ပြီးတော့စစ်စီရဲ့ channel လေးကို subscribe လုပ်ခဲ့ပါနော်နောက်ထပ်ကာတွန်းလေးတွေအများကြီးတင်ပေးနိုင်အောင်စစ်စီကစူးစမ်းနေပါတယ်ရှင်အားလုံးချစ်ပါတယ်တတာ